ယခုနေ့2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းနိုင်ပွဲဖြစ်အစပြုမယ်လို့ငမန်းလေးရီတင်ညာကဟောခဲ့ထုတ်ခဲ့ပါတယ်။ဒီနေ့မှာတော့ကမ္ဘာဖလားပွဲစဉ်ရလဒ်များကိုခန့်မှန်းရန်တာဝန်ပေးခြင်းခံထားရတဲ့ရီတင်ညာအမည်ရှိတဲ့ငမန်းလေးကျောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သူမကိုပြိုင်ပွဲအသင်းနှစ်သင်းရဲ့အမည်တစိတ်ကတ်ထားတဲ့အစာဘူးနှစ်ဘူးတွေကနေကြက်ရတစ်ခုကိုရွေးချယ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဇွန်လ23ရက်နေ့မှာကစားမယ်ဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းတို့ရဲ့ဖွင့်ပွဲစဉ်မှာဘရာဇီးအသင်းကမော်ရိုကိုအသင်းကိုအနိုင်ရလိမ့်မယ်လို့သူမကပထမဆုံးအနေနဲ့ရွေးချယ်ခံမှန်းပေးခဲ့ပါတယ်။မော်ရိုကိုအသင်းဟာ2022ခုနှစ်ကကာတာကမ္ဘာဖလားပြိုင်ပွဲမှာအာဖရိကတိုက်ကနေပထမဆုံးအကြိမ်ဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာဖလား၅ကြိမ်တိုင်တိုင်စကူးထားတဲ့ဘရာဇီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့မော်ရိုကိုအတွက်တော့ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ရခိုင်ကမ္ဘာဖလားပြိုင်ပွဲများတော့ကလည်းယခုလိုရီဒီညာငမန်းလေးလိုမျိုးနာမည်ကြီးခဲ့တဲ့အကြမ်းမြင်ရတဲ့တရိษံတွေရှိခဲ့ပူပါတယ်။ပထမဆုံးတရိษံကတော့ရေပွဲလေးပေါ်ပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံကရေပွဲကြီးပေါ်အောင်ဆိုလို့ရှိရင်2010ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတုန်းကသူခမန်းပေးခဲ့ရတဲ့ပွဲစစ်၈ပွဲလုံးရဲ့ရလဒ်ကိုမှန်ကန်အောင်ပြောပြနိုင်ခဲ့ပါတယ်။နောက်ထပ်အကြမ်းမြင်ရတဲ့တရိษံတွေကတော့ဖြန်လေးတိုင်အောင်ဖြစ်ပါတယ်။ဖြန်လေးတိုင်အောင်ဆိုလို့ရှိရင်2022ခုနှစ်တုန်းကဂျာမနီအသင်းကိုဂျပန်အသင်းကမထင်မှတ်ပဲအနိုင်ရရှိမဲ့ပွဲကိုမှန်ကန်အောင်ခန့်မှန်းပေးခဲ့တာဖြစ်ပါတယ်။